အားလုံးပဲမင်္ဂလာပါဘဟုတုတတွေတင်ဆက်ပေးနေတဲ့ Did you know နဲ့ AI မြန်မာတင်းကတ်တွေကြိုဆိုပါရယ်ကမ္ဘာပေါ်တွင်အရှိဆုံးနဲ့အလှပဆုံးအထည်အလိမ်များထဲမှာတစ်ခုထဲတော့ပိုးထည်သည်နှစ်ပေါင်းထောင်ကြီးတိုင်အောင်လူသားတို့ရဲ့ယဉ်ကျေးမှုစီးပွားရေးနဲ့အမှုပညာကိုလင်းခဲ့ပါတယ်သို့တော့ဤအံ့ဖွယ်တတ်သူထဲဤအစာသည်မိသည့်အရာကစတင်ခဲ့သည်ကိုသင်သိပါသလား၎င်းသည်တာမန်တိရွက်စာအင်းဆက်လေးတစ်ကောင်ထမှစတင်ခဲ့ခြင်းဖြစ်ပါတယ်ပိုးမကြီးလျှို့ဝတ်နည်းနည်းမှုကိုယနေ့ကျွန်တို့အတူတကွရှာဖွေလေ့လာကြပါစို့ဤအမခန်းဇလန်သည်ရှေးခေတ်တရုတ်ပြည်မှစတင်ခဲ့ပါတယ်ပိုးချက်၏အစမှအလွန်ရိုးရှင်းပါတယ်၎င်းသည် Bombix Mori ဟုခေါ်သောပိုးအိမ်တန်းအကောင်များထံမှလာပါတယ်ဤအင်းဆက်များသည်တရုတ်နိုင်ငံဟွာမြစ်နှင့်ဝါမြစ်ဝင်းဒေသများတွင်ရှေးနှစ်ပေါင်း900ကျော်ကလေးကရှိခဲ့ပါတယ်သူတို့သည်မဟာမီခိုနီယာသောသူပင်များ၏အရွက်များကိုစားသုံးကြသည်၎င်းတို့၏ခန္ဓာကိုယ်မှထုတ်လုပ်သောပိုးချီမြင့်များဖြင့်ကိုကာကွယ်သည့်ပိုးအိမ်ကိုပြုလုပ်ကြပါသည်ဤပိုးအိမ်သည်ပိုးထက်၏အရင်းဆက်ဖြစ်ပါသည်ပိုးထက်ထုတ်လုပ်သည့်နည်းပညာကိုတရုတ်ပြည်တွင်အလွန်ရှုဝတ်စွာထိန်းသိမ်းထားခဲ့ပါသည်ရှေးခေတ်တရုတ်ဧကရာစစ်များသည်ဤအဖိုးတန်ရောင်းကုန်ပစ္စည်းကိုအခြားနိုင်ငံများသို့မပေါက်ကျစေရန်အထူးဂရုပြုခဲ့ကြပါသည်ပိုးထက်သည်၎င်း၏တောက်ပမှုကြံ့ခိုင်မှုနှင့်ပျော်ပွားမှုတို့ကြောင့်အလွန်တန်ဖိုးကြီးခဲ့ပါသည်၎င်းကိုအဝတ်စားများအလားစင်ပစ္စည်းများနှင့်ပင်ငွေကြေးအစားထိုးအဖြစ်ပင်အသုံးပြုခဲ့ပါသည်ကမ္ဘာပထမဆုံးပိုးလမ်းမကြီး Silk Road ဒီတရုတ်ပြည်မှစတင်၍အနောက်ဘက်သို့ဖြန့်ထွက်ခဲ့ပါသည်ဤရှေလျားသောဂုံတွေလေးလံကြောင်းသည်ပိုးထည်အပြင်အခြားသောအဖိုးတန်ကုန်ပစ္စည်းများယဉ်ကျေးမှုများနှင့်အယူဆများကိုပါဖြန့်ဝေပေးခဲ့ပါသည်ထို့အချိန်ကပိုးထည်သည်အလွန်ရှားပါပြီးအလွန်တန်ဖိုးကြီးသောကုန်ပစ္စည်းတစ်ခုဖြစ်ခဲ့ပါသည်ထို့ကြောင့်အေလမ်းကြောင်းကိုပိုးလန်းဟုခေါ်တွင်ခဲ့ခြင်းဖြစ်ပါသည်တရုတ်ပြည်မှထွေးမြောက်သွားသည့်ပိုးထည်ထုတ်လုပ်သည့်နည်းပညာသည်အလွန်ခက်ခဲခဲ့သည်သို့သောအချို့သောကုန်သည်မျိုးများနှင့်ယဟန်များသည်ဤရှိုးဖွက်ချက်ကိုတတ်နိုင်သမျှထိန်းထားခဲ့ကြပါသည်နောက်ဆုံးတွင်ပိုးအိမ်တန်းအကောင်မျိုးများနှင့်၎င်းတို့၏ပိုးထည်ထုတ်လုပ်သည့်နည်းလမ်းများသည်အိန္ဒိယပါရှားနှင့်နောက်ဆုံးတွင်ယောမအင်ပါယာအထိပင်ရောက်ရှိခဲ့ပါသည်ဤသည်မှာပိုးထည်၏ကမ္ဘာလုံးဆိုင်ရာလွှမ်းမိုးမှုကိုပြသခဲ့ပါသည်ပိုးမချေ၏အသက်ရှည်ဆက်ဝိုင်းပြီးတဘာဝ၏အံ့ဖွယ်နည်းလမ်းတစ်ခုဖြစ်ပါတယ်ပိုးအိမ်တန်းအကောင်သည်ပထမဦးစွာကြက်ဦးမှပေါက်ဖွာလာပြီးထို့နောက်၎င်း၏အတိကအစာဖြစ်သောမဟာမီကိုနီရသောတစ်ပင်အရွက်များကိုစားသုံးပါတယ်၎င်းသည်ကြီးထွားလာပြီးအကြိမ်ကြိမ်အခါအခွင့်ခွာပါတယ်အပြီးသက်တွင်၎င်းသည်ပိုးအိမ်ကိုပြုလုပ်ပါတယ်ဤအဆင့်သည်အလွန်ရေကြီးပါတယ်ပိုးအိမ်ကိုပြုလုပ်သည့်လုပ်ငန်းစဉ်သည်အလွန်အမခန်းဖြစ်ပါတယ်ပိုးအိမ်တန်းအကောင်သည်၎င်း၏ခန္ဓာကိုယ်မှထုတ်လုပ်သောအရည်ကိုလေနှင့်ထွေထွေသောအခါခိုင်မာသောပိုးချေမင်းအဖြစ်ပြောင်းလဲစေပါတယ်၎င်းသည်၎င်း၏ခေါင်းကိုတစ်ဖက်မှတစ်ဖက်သို့အဆက်မပြတ်အလုပ်ရှာရင်8000ကီလိုမီတာကျော်ရှည်သောပိုးချေမင်းကိုထုတ်လုပ်နိုင်ပါတယ်ဤပိုးချေသည်ကမ္ဘာပေါ်မှာအရှိဆုံးနှင့်အခိုင်မာဆုံးတဘာဝမြင်များတယ်မှာတစ်ခုဖြစ်ပါတယ်ပိုးအိမ်တန်းအကောင်သည်၎င်း၏ပိုးအိမ်အတွင်း၌ပျော်ဝင်အဆင့်ဖြူပါသို့ရောက်ရှိပါသည်ဤအဆင့်တွင်၎င်း၏ခန္ဓာကိုယ်သည်အမှန်ပြောင်းလဲများဖြစ်ပေါ်စေပါသည်ပိုးအိမ်သည်အပြင်မှအကာအကွယ်ပေးတော်လေပိုးအိမ်တန်းအကောင်သည်အတွင်း၌အသစ်တဖန်ပြန်လည်မွေးဖွားလာပါသည်ဤဒီမှာတဘာဝ၏အံဝဲဆက်ဝင်းတစ်ခုဖြစ်ပါသည်ပိုးအိမ်တန်းအကောင်သည်နောက်ဆုံးတွင်လိပ်ပြမော့အဖြစ်ပိုးအိမ်ကိုဖောက်ထွက်လာပါတယ်ဤလိပ်ပြမျိုးသည်ပိုးထည်ထုတ်လုပ်ရန်မသင့်တော်ပါဘူး၎င်းတို့၏အဓိကရည်ရွယ်ချက်မှာမျိုးဆက်သစ်ကိုဆက်လက်ထိန်းသိမ်းရန်ဖြစ်ပါတယ်၎င်းတို့သည်အတိုကွေးဘဝတွင်မျိုးပွားပြီးထို့နောက်အသေးဆိုးကိုခံလာပါတယ်ဤဒီမှာပိုးထည်ထုတ်လုပ်ရေးအထက်အလွန်ရေးကြီးသောအဆင့်ဖြစ်ပါတယ်ပိုးထည်ထုတ်လုပ်သည့်လုပ်ငန်းစဉ်ပြီးအလွန်အနုစိတ်ပြ၏ပိုးအိမ်များကိုရေနွေးထင်စိမ့်ပြီးပိုးချီမြင့်များကိုမဖြတ်စည်းစေရန်ညင်တာစွာခွာယူပါသည်ထို့နောက်ဤမြင့်များကိုစူးစီး၍ပိုးထည်အဖြစ်ရက်လုပ်ပါသည်ဤလုပ်ငန်းစဉ်တွင်အလွန်ကျွမ်းကျင်သောလက်မှုပညာရှင်များ၏အကူအညီလိုအပ်ပါသည်ဤဒီမှာအထည်အလိ၏အစဖြစ်ပါတယ်ပိုးထည်သည်မတူညီသောအမျိုးအစားများစွာရှိပါတယ်အထူးခြားဆုံးမှာပိုးကောင်း Mulberry Silk ထူပါတယ်၎င်းသည်ပိုးရင်တန်းအကောင်များမှရရှိသည့်အကောင်းဆုံးအရည်အသွေးကိုပေးစွမ်းပါတယ်အခြားသောပိုးအမျိုးအစားများတွင်တောပိုး Tassa Silk နှင့် Airy ပိုး Airy Silk တို့ပါဝင်ပါတယ်
ဤပိုးအမျိုးအစားများသည်မတူညီသောအသွင်အပြင်နှင့်ခံစားမှုများကိုပေးစွမ်းပါတယ် တမိုင်းတစ်လျှောက်လုံးပိုးထေသည်အလွန်တန်ဖိုးကြီးခဲ့ပါတယ်၎င်းကိုမင်းအုပ်ချုပ်ရေးမှုများပိုးရွံများနှင့်ချမ်းသာသူများကဝစ်ဆင်ခဲ့ကြပါတယ်ပိုးထေသည်အာနာကျွယ်ဝမှုနှင့်ဂုံအရင်ဤတင်ကေတာထိခဲ့ပါတယ်၎င်းသည်ကပ္ပစီပွားရေးကိုလည်းအလွန်အမြင့်လွှမ်းမိုးခဲ့ပါတယ်ပိုးထေသည်အလွန်အရေးကြီးသောကုန်ပစ္စည်းတစ်ခုဖြစ်ပါတယ် ယနေ့ခေတ်တွင်ပိုးထိတ်ထုတ်လုပ်မှုသည်ပြောင်းလဲလာခဲ့ပါတယ်။မဟာမီခိုနီယာသောတစ်ပြင်များကိုစိုက်ပျိုးခြင်းနှင့်ပိုးအိမ်တိုင်အကောင်များကိုမွေးမြူခြင်းသည်အလွန်ကျပြန့်လာခဲ့ပါတယ်။သို့သောပိုးထိ၏အည်သွေးနှင့်အမှုပညာတန်ဖိုးသည်ယနေ့တိုင်မလျော့နေသေးပါ။၎င်းသည်ကဘာတူဝင်းရှိဒီဇိုင်နာများနှင့် fashion အိမ်များအတွက်အလွန်အရေးကြီးသောပစ္စည်းတစ်ခုဖြစ်ပါလေ။ပိုးတည်၏တမိုင်းသည်တဘာဝနှင့်လူသားတို့၏ဆက်နွယ်မှုကိုပြသပါတယ်။တာမန်အင်းဆက်လီတကောင်မှဆက်တင်၍ကမ္ဘာအရှိဆုံးနှင့်အလားပဆုံးအထည်လိပ်များထဲမှတစ်ခုကိုဖန်တီးနိုင်ခဲ့ပါတယ်။ဤတင်မှာတဘာဝ၏လက်ဆောင်ဖြစ်ပါတယ်။ဤအံ့ဖွယ်တတုထဲသည်လူသားတို့၏ယဉ်ကျေးမှုကိုဆက်လက်ကြွယ်ဝစေပါဦးမည်။ ပိုးထည်သည်ကမ္ဘာလုံးဆိုင်ရာယဉ်ကျေးမှုပေါင်းစပ်မှုကိုလည်းအထောက်အကူပြုခဲ့ပါတယ်။ပိုးလမ်းမကြီးမှတဆင်တရုတ်အိန္ဒိယပါရှားညက်ရောမယဉ်ကျေးမှုတို့သည်ပိုးထည်မှတဆင်ဆက်သွယ်မှုများပြုလုပ်ခဲ့ကြပါတယ်။ဤဒီမှာကမ္ဘာယဉ်ကျေးမှုများ၏အပြန်လန်လွှမ်းမိုးမှုကိုပြသခဲ့ပါတယ်။ပိုးထည်သည်ယဉ်ကျေးမှုနဲ့နေမိတ်များကိုကျော်လွှမ်းခဲ့ပါတယ်။ ပိုးထည်ဤထုတ်လုပ်မှုသည်ရေရှည်တည်တတ်မှုနှင့်အချင်းစာရိတဆိုင်ရာကိစ္စများကိုလည်းထည့်သွင်းစဉ်းစားရန်လိုအပ်လာပါသည်အချို့သောပိုးထုတ်လုပ်သည့်နည်းလမ်းများသည်ပိုးအိမ်တန်အကောင်များကိုတည်စေပါသည်ယနေ့ခေတ်တွင်အာဟတ်ပိုးဖီးဆော့ကဲ့သို့သောနည်းလမ်းများပေါ်ပေါက်လာခဲ့ပါသည်ဤဒီမှာပိုမိုလူသားချင်းဆိုင်ရာသည့်နည်းလမ်းဖြစ်ပါသည်ပိုးထည်သည်ရုပ်ပိုင်းဆိုင်ရာဂုဏ်သက်တည်များအပြင်အခြားသောအကျိုးကျေးဇူးများလည်းရှိပါတယ်၎င်း၏ပျော့ပြောင်းမှုနှင့်အသက်ရှူနိုင်သောဂုဏ်သက်တည်များကြောင့်ဆေးဘက်ဆိုင်ရာအသုံးချမှုများထဲမှာလည်းအသုံးပြုပါတယ်။ပိုးချီမီများသည့်ပုံမကောင်းမွန်သောကိုယ်ခန္ဓာအနာကျက်စေရန်ကူညီပေးပါတယ်။၎င်းသည်အလွန်အသုံးဝင်သောသတ္တုထဲဖြစ်ပါတယ်။ပိုးတွေ၏အနာဂတ်သည်ကမ္ဘာလုံးဆိုင်ရာ fashion နှင့်အမှုပညာလောကတွင်ပိုမိုတောက်ပါလာမည်ဖြစ်ပါတယ်။နီးပညာတိုးတက်လာသည့်နှင့်အမျှပိုးတွေကိုအသစ်သောပုံစံများနဲ့အသုံးချမှုများတွင်အသုံးပြုနိုင်မည်ဖြစ်ပါတယ်။၎င်း၏တဘာဝအလားနှင့်ကြာရှည်ခံမှုသည်ပိုးတွေကိုအမြဲတမ်းတန်ဖိုးထားဖွယ်ရာဖြစ်စေမည်ဖြစ်ပါတယ်။ပိုးထေ၏အံ့ဖွယ်သမိုင်းသည်တဘာဝတရား၏နတ်နယ်မှုနှင့်လူသားတို့၏စမ်းသစ်တည်ထွေမှုကိုပြသနေပါတယ်။တာမန်တစ်ရွက်စာအင်စတက်လေးတစ်ကောင်မှစတင်ခဲ့သောဤအမခန့်ကုန်ပစ္စည်းသည်ကမ္ဘာယဉ်ကျေးမှုစီးပွားရေးနှင့်အမှုပညာကိုထူးစစ်ပေးခဲ့ပါတယ်။ပိုးထေသည်တဘာဝ၏လက်ဆောင်ဖြစ်ပါတယ်။ဒီနေ့တော့ကတော့ဒီလောက်ပါတယ်။နောက်ထပ်စိတ်ဝင်စားစရာအကြောင်းအရာတွေသိရဖို့ like နဲ့ follow လုပ်ထားဖို့မမေ့နဲ့နော်။အားလုံးပဲရန်သူမျိုးငါးပါးဘေးကကင်းလွတ်နိုင်ကြပါစေ။